ရှင်မာကုကျမ်းမှာကျွန်တော်တို့အခုတလောဖတ်ရှိရတဲ့သခင်ဖျားရဲ့ဒေသစာရီလှည့်လဲပြီးတဲ့နောက်သာသနာပြုတယ်ကေရင်ချင်းနဲ့ဆက်ဆိုင်တဲ့ဧဝံဂေလိတရားကိုဟောကြားတယ်တစ်ချိန်တည်းမှာပဲလူတွေကိုကုသပေးတယ်ကုသတဲ့နေရာမှာရုပ်ပိုင်းဆိုင်ရာသာမကဝိညာဉ်ပိုင်းဆိုင်ရာနှဆိုးပူးတဲ့သူတွေကိုလည်းသူကုသခြင်းပြုပေးတယ်ဒီကနေ့မှာလည်းဒီကဖနာအောင်မြို့ကိုသူပြန်ရောက်လာတယ်ကဖနာအောင်မြို့ဆိုတဲ့ဟာကသူ့ရဲ့ဝင်ထွက်သွားလာနေတဲ့တကယ်နားနေရဒုတိယအိမ်လည်းဖြစ်နေတယ်အဲဒီမှာစီမုန်အိမ်ရှိတယ်ပေထရုတို့သူ့ရဲ့ရောက်ခမလည်းအဲဒီတရားစရက်နဲ့မနီးမဝေးလေးမှာပါပဲသူ့အိမ်ရှိတယ်အခုတော့အဲဒီအိမ်ကဘုရားကျောင်းကြီးစောက်ထားတော့အဲ့တော့ဒီကနေ့လေဖြတ်တဲ့သူတရားရဲ့ကုသခြင်းဖြစ်စဉ်ကိုကျွန်တော်တို့ထောက်ရှုအောင်လေဖြတ်တယ်ဆိုတော့ပုဂ္ဂိုလ်ရဲ့အခြေအနေကိုကျွန်တော်တို့အားလုံးနားလည်တယ်ခံစားလို့ရတယ်သိတယ်မြင်နေတွေ့နေကြရတယ်အဲ့တော့အဲ့ပုဂ္ဂိုလ်ကိုဘာမှမလုပ်နိုင်မရှက်နိုင်တဲ့အခြေအနေမှာလူ၄ယောက်ကသယ်လာတယ်သခင်ဖျားကုသခြင်းဖြစ်စဉ်တွေမှာသင်ကိုငါလှုပ်ပေးနိုင်တယ်ဆိုတာကိုယုံလားသူ့ရဲ့ယုံကြည်ခြင်းကိုတောင်းခံတယ်ဒါမှမဟုတ်လို့ရှိရင်လည်းလူနာဖြစ်သူကသရောင်းသားဖြစ်မြက်ကဲမဲ့ဖြစ်ဒါဝိဒ်သားတော်ယေရှုကျွန်တော်ကိုသနာပါအသနာခံတောင်းလျှောက်လာတယ်ဒီလူနာကတော့သူကမြဘာမှပြောလည်းမပြောနိုင်ဘူးလျှောက်လည်းမလျှောက်နိုင်ဘူးနော်ညွတ်တွားပြတ်ဝတ်ဖို့လည်းမတတ်နိုင်ဘူးအဲ့လိုအခြေအနေမှာလူ၄ယောက်ကတည်လာရတယ်အဲ့တော့အဲ့ဒီဖြစ်စဉ်မှာလဲ၄ယောက်သောပုဂ္ဂိုလ်တွေကဘယ်သူတွေလဲပေါ့စဉ်းစားစရာတခါလူတွေကတမျိုးလုံးကရှိတဲ့လူတွေဒီအိမ်ထဲမှာတရားနာနေကြတာဘာအတွက်လဲပေါ့ဆိုတော့အဲ့ဒီလိုဖျားကိုရှာနေကြတဲ့အထက်ထဲမှာရည်ရချက်မှန်ကန်တဲ့သူတွေပါသလိုအံ့ဖွယ်ရာတွေကိုမြင်ကျင်လို့တွေ့ကျင်လို့ထပ်ပြီးတဲ့နောက်ကြည်ကျင်သေးလို့လာအောင်နေကြတာလည်းဖြစ်တယ်အဲ့ထက်မှသခင်ဖျားကိုကောက်ကြည့်တဲ့အကြံနဲ့အပြစ်ကောက်ဖို့လာတဲ့ပုံကိုယ်တွေလည်းရှိတယ်လူပေါင်းစုံကျွန်တော်ကိုယ့်ကိုယ်ကိုပြန်မေးဖို့ငါဘာအတွက်ဖျားကိုရှာနေတာလဲရုပ်ပိုင်းဆိုင်ရာပေါ်များကြွယ်ဝဖို့အတွက်ကျမ်းမာခြင်းကောင်းဖို့အတွက်ဒါမှမဟုတ်ဖျားတကိုးတော်တွေကိုခဏမြင်ပြီးတဲ့နောက်ပီတိဖြစ်နေဖို့အတွက်လားဒီနေ့ချစ်တော်ကြီးကိုမောင်မပေါင်းတို့သခင်ဖျားရဲ့ကေတင်ခြင်းသတင်းကိုပြောတဲ့အခါမှာဟောကြားခြင်းမှာအဓိက essence of his preaching ကဘာလဲ good news ကဘာလဲဆိုတာသတင်းကောင်းရဲ့အဓိကဗဟိုအချက်ချာအချုပ်ကဘာလဲဆိုတာ is a good news of repentance and reconciliation လူတွေကိုနောင်တတရားနဲ့ဖျားနဲ့ပြန်ပြီးတဲ့နောက်ကြည်အေးဖို့အတွက်သူအဓိကသတင်းကောင်းကိုဟောနေတာဖြစ်တယ်ငါကတကိုးရှင်ကွာဆိုပြီးတဲ့နောက်ကြော်ကြားဖို့အတွက်လူတွေရှေ့မှာအထင်ကြီးခံရဖို့အတွက်သူလုပ်နေတာမဟုတ်ဒါကြောင့်ဒီ physical healing တွေရုပ်ပိုင်းဆိုင်ရာကုသခြင်းကိုပေးတဲ့အခါမှာသခင်ဖျားရဲ့မမြင်နိုင်သောကုသနိုင်စွမ်းတကိုးအဲ့ဒီဟာကိုမြင်သာတဲ့အမှတ်လက္ခဏာအနေနဲ့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဓိကကဘာလဲ spiritual healing ဝိညာဉ်ရေးဆိုင်ရာကုသခြင်းကအရေးကြီးတယ်ဆိုတာကိုဒီမှာသခင်ဖျားကဒီပုဂ္ဂိုလ်ကုသပေးခြင်းမှာတွေ့ရတယ် paralyzed person မလှုပ်မရှက်နိုင်ဘူးစိတ်ပိုင်းဆိုင်ရာလေဖြတ်နေဝိညာဉ်ပိုင်းဆိုင်ရာလေဖြတ်သေလူမျောပါဖြစ်အဲ့လိုအခြေအနေမှာရှိတဲ့လူပုဂ္ဂိုလ်မှာအရေးကြီးတာကဘာလဲသူ့ရဲ့ဝိညာဉ်ရေးရာမှာချီနှောင်ခြင်းခံရတဲ့အပြစ်နှောင်ဖွဲ့ကနေပြီးတဲ့နောက်ဖြေလွတ်ခြင်းခံရဖို့ကသခင်ဖျားရဲ့ဥတီချက်ပထမဆုံးအချက်ပါဒါကြောင့်ကုသတဲ့နေရာမှာသင်ပျောက်စေလို့လည်းမပြောဘူး
Son your sins are forgiven တာမင်းရဲ့အပြစ်တွေဖြေလို့ချင်းခံရပြီတွေ့ရတာကဘာလဲလေပြတ်နေတဲ့သူပြောလိုက်တဲ့စကားကအပြစ်နဲ့ဖြေလွတ်ခြင်းလွတ်မြောက်ခြင်းဘလို့ဆက်ဆက်နေလဲဒါကျွန်တော်တို့မြန်မာအဆိုမှရှိပါတယ်စိတ်နဲ့ခန္ဓာကိုယ်နဲ့ဆက်နွယ်နေတယ်စိတ်ထောင်းတော့ဘာဖြစ်လဲကိုကြည်တယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ရဲ့စိတ်ထဲမှာမကောင်းတော့ဘူးညစ်ညူးနေတယ်ညစ်ပတ်နေတယ်ဆိုရင်ခန္ဓာကိုယ်ကလည်းမလန်းနိုင်တော့ဘူးနွမ်းနေရောဒါကြောင့်နေရတာမပျော်မရွှင်ဖြစ်တယ်ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်တယ်လေစဖြတ်လာပြီသတိထားဖို့ဒါကြောင့်ကျွန်တော်တို့ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာမှာဘုရားရှင်ကအရင်ဆုံးကုသခြင်းပြီးတဲ့အခါမှာ forgiveness ဘုရားရဲ့သနာကျင်နာခြင်းနဲ့ကျေးဇူးတော်ကိုလိုအပ်နေတဲ့အခြေအနေမှာကျွန်တော်တို့ဘာမှမပြောနိုင်ဘူးသို့တော်လည်းကျွန်တော်ရဲ့ယုံကြည်သူအတိုင်းအဝိုင်းကြောင့်ကျွန်တော်တို့ဖြေလို့ချင်းခံရတယ်ကုသချင်းခံရတယ်ကယ်တင်ခြင်းကျေးဇူးတော်ကိုရတယ်ပြန်စဉ်းစားကြည့်ပါပြန်စဉ်းစားကြည့်ပါကျွန်တော်ရဲ့ပြုလုပ်လိုက်တဲ့အပြစ်တွေကြောင့်ကျွန်တော်တို့ဘာမှပြန်ပြီးကောင်းမှုတွေလုပ်နိုင်စွမ်းမရှိဘူးဘုရားကြောင့်လည်းမလာနိုင်ကြဘူးလာလည်းမလာခြင်းဘူးအာဘတ်လည်းမဖြေခြင်းဘူးအဲ့လိုအခြေအနေမှာလူ၄ယောက်လိုပဲကျွန်တော်ရဲ့အသင်းတော်ကြီးရှိနေပါတယ်ဒီ၄ယောက်ကဘလို့လူတွေလဲလို့ကျမ်းဆရာတွေကပြန်ပြီးလေ့လာတဲ့အခါမှာဒီကျမ်းစာအခန်းကြီး1မတိုင်ခင်မှာအခန်းကြီး1မှာတပည့်တော်ကြီး၄ဦးကိုခေါ်ခဲ့ပါတယ်သခင်ဖျားကသူ့နောက်လိုက်ဖို့အဲ့ဒီပုဂ္ဂိုလ်၄ဦးဖြစ်နိုင်တယ်ဆိုတာကိုသူတို့တွေပြောကြပါတယ်ဘာကိုပြောချင်တာလဲဒီနေရာမှာ healing ဆိုရယ်ကုသခြင်းကိုပေးတဲ့အခါမှာ apostolic church ကျွန်တော်ရဲ့သာသနာတော်ကြီးရှိနေခြင်းဟာလူသားတွေကဘာကြီးကိုကုသခြင်းပေးဖို့ပါဒါကြောင့်အပြစ်နုံထဲမှာအမောင်ထဲမှာရှိနေတဲ့လူတွေကိုအလင်းနဲ့ရောက်ဖို့အတွက်ကျွန်တော်ကိုယ်တိုင်ကအရင်ဆုံးလေဖြတ်နေတယ်ဆိုလို့ရှိရင်လေတန်ဆွမ်းအောင်အားတွေအင်းတွေရှိဖို့လိုပါတယ်တနည်းအားဖြင့်ကိုကအပြစ်တယ်ပါအပြစ်သားပါသို့တော်လည်းခွင့်လွတ်ခြင်းခံရဖို့ဖျားနဲ့ပြန်ပြီးကြည်အေးဖို့အရင်ဆုံးလုပ်ရပါတယ်အဲ့တော့ကျွန်တော်အဘဖြေတယ်အဘဖြေတဲ့အခါမှာယဟန်တော်အားဖြင့်ဖျားကကျွန်တော်ရဲ့အပြစ်တွေကိုခွင့်လွတ်တယ်ကုသတယ်ဆိုတာကိုအာမခံပေးတယ် I absolve you from your sins so အဲ့ဒီလိုကုသခြင်းကျေးဇူးတော်ကိုရရှိပြီးသွားတဲ့အခါမှာကိုလိုဘဝတူတူတွေကိုဒါကြောင့်ဒီကျမ်းမာသွားတယ်တာမင်းအပြစ်တွေဖြစ်လို့ချင်းခံရပြီဒုတိယပိုင်းမှာမင်းရဲ့ဖြာကိုယူပြီးတော့နောက်ပြန်တော့သွားတော့ထလျှောက်တော့အာရရွှင်လန်းခြင်းနဲ့ဘုန်းတော်ကိုချီးမွမ်းတယ်သူ့ရဲ့ဖြာလိတ်ကိုယူပြီးတဲ့နောက်ပြန်တယ်ဖြာလိတ်ကသူ့အတွက်အမှတ်တရဖြစ်သွားစေတယ်ဘာဖြစ်လို့ပြန်ယူသွားတာလဲဒီထန်းစင်လေးဖြာလေးတစ်ချက်ကဘာရှိမှလဲသို့တော်လေအဲ့ဒီကိုယ့်ရဲ့အတွေ့အကြုံကိုပြန်ယူသွားပြီးတဲ့နောက်ဖယားနဲ့ထိတွေ့ရတဲ့ဘဝပြောင်းလဲသွားတယ်ကောင်းမြတ်သွားတယ်ပြန်ပြီးကယ်တင်ခြင်းကျေးဇူးတော်ကိုရလိုက်တဲ့ပျော်ရွှင်ခြင်းနဲ့ကျန်သောဘဝတူအဖော်သားတွေကိုဖယားစီကိုခေါ်လာဖို့အတွက်လေဖြတ်နေတဲ့သူတွေကိုတနည်းအားဖြင့်ပြန်သယ်လာဖို့အတွက်အဲ့ဒီဖြာလေးကိုပြန်ယူသွားပေးတာပါနှမျောလို့တော့မဟုတ်ပါဘူးဒါကြောင့်ချစ်တော်ညီကိုမောင်မပေါင်းတို့ကျွန်တော်တို့ဒီကနေ့အဲ့ဒီတရားဒေသနာတော်တွေကုသခြင်းတွေရဲ့တကယ် essence အချက်ချာပေါ်ဟိုဟာဖယားရဲ့ခွင့်လွှတ်ခြင်းနဲ့ဖယားနဲ့ပြန်ပြီးတော့ကြည်အေးခြင်းပါဒါကြောင့်ကျွန်တော်တို့နေ့တိုင်းကိုအဖြစ်ကနေကင်းလွတ်အောင်ခွင့်လွှတ်ခြင်းကျေးဇူးတော်တောင်းခံဖို့လိုပါတယ်ကောင်းကင်ဘုံမြတ်တာတော့ကျွန်တော်တို့ခဏခဏစိုးနေပါတယ်သို့တော့လက်တွေ့မှာချီနှောင်ထားသေးတယ်ဆိုရင်ဒီကနေ့ဖြေချလိုက်ပါ
ကိုယ့်ရဲ့အဖြစ်တွေကိုကိုရောရှင်ခွင့်လွတ်ပါလို့ကျွန်တော်ကပြောနိုင်သေးတယ်လေဖြတ်သွားပြီဆိုရင်မပြောနိုင်တော့ဘူးဗျာအတိတ်ဘက်ကဝိညာဉ်သေးလူမျောပါဖြစ်နေပြီဒါကြောင့်ပြောနိုင်တဲ့အချိန်လေးမှာအဘဖြစ်ခြင်း sacrament ကိုကောင်းကောင်းပြင်ဆင်ပြီးတဲ့နောက်ခံယူပြီးကဘာကြီးနဲ့ကိုယ့်ရဲ့မိသားစုဝင်ပတ်ဝန်းကျင်လူသားတွေကိုဘုရားရှင်ထံကိုခေါ်ဆောင်လာဖို့ဒီကနေ့ကိုစက္ကန့်အနံ့ကြစွကြားနာသူအားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေ